ပွဲကြီးပွဲကောင်းဟုတ်တယ်ဗျာဒီကနေ့တော့မင်းလာမြို့ပေါ်မှာဒီလိုပွဲမျိုးကပွဲကြီးကပွဲကောင်းပဲဟုတ်တယ်ရက်ွက်ထဲပြောကြတာဟာအလူတကာကြီးဦးမင်းမင်းကိုအလူမကြီးဒေါ်အိနန္ဒာမြင့်တို့ရဲ့အတွက်တော့ပွဲကြီးပွဲကောင်းသွားကြသို့လာကြသို့နဲ့ဒီလိုအားခဲ့ကြဟုတ်တယ်ဒါကြောင့်နာမည်လေးပြီးချင်တာဒီပွဲကြီးကဘလို့ပွဲမျိုးတော့တာရအလူတကာဦးမင်းမင်းကိုတာနာအလူတဲကမှဒေါ်အိနန္ဒာမြင့်တို့ရဲ့အလူကြီးကကိုဝန္ဒဟေးပွဲကြီးပွဲကောင်းမောတာဟဲ့ဒီလာတိအောင်ခံလိုက်မယ်တင်ရမောရမွေရနေကစိတ်စီတငယ်တဲ့ပေါင်းတောင်းလိုက်နေတဲ့ဒီတစ်ချိန်မှာလိုက်နေပွင့်ချပွင့်ကလိုက်နေပွင့်ဒီပွင့်ကမန္တလေးကျော်မဲလေးလေးလိုက်နေပွင့်ချပွင့်ကဘာလို့ကြော်မင်းလဲပွင့်ကြီးပွင့်ကဒီရွာတိအောင်ခံလိုက်မယ်စီညာမောဇဝိရနေကစိတ်စီတနေချင်းပေါင်းပါလိုက်နေမြို့ဒီတစ်ချိန်အောင်လိုက်မယ်ပွင့်ကြီးပွင့်ကလိုက်မယ်ပွင့်ကြီးပွင့်ကမန္တလေးကျောင်းလေးနဲ့လိုက်မယ်ပွင့်ကြီးပွင့်က